28 လေးလ2026ဆမကြီးဒေါက်တာခင်ချိုဝင်းဤဓမ္မရိပ်သာ၌နေ့ဆုံးဆက်ကတူတန်းနေဖြစ်ပါလေအလူရှင်မိသားစုများဝေယဝိဆကုသိုလ်ရှင်များအမှုဆောင်ခြင်းများအားလုံးနဲ့ဆိုပေးပါစပွဲကိုင်တိုင်းမှာပဲမှကြမလို့ပါဘူးလက်ရှိခန္ဓာကိုလည်းမခင်တွယ်ရှိခန္ဓာကိုလည်းမခင်တွယ်နောင်လာမည့်ခန္ဓာကိုလည်းမမြော်မှန်းနောင်လာမည့်ခန္ဓာကိုလည်းမမြော်မှန်းခန္ဓာဝိပါကဝောခန္ဓာဝိပါကဝောဒုက္ခသစ္စာကြီးကိုဒုက္ခသစ္စာကြီးကိုဖြစ်ပါ၍အမှန်တိတိဖြစ်ပါ၍ဒုက္ခခတ်သိမ်းချုပ်ငြိမ်းရာဒုက္ခခတ်သိမ်းချုပ်ငြိမ်းရာသစ္စာနိဗ္ဗာန်ကိုနိရောဓသစ္စာနိဗ္ဗာန်ဤမှန်၍လူတန်းပါ၏လူတန်းပါ၏ဤကောင်းမှုကံစေနာတို့ကြောင့်ဤကောင်းမှုကံစေတနာတို့ကြောင့်ဤခန္ဓာမချုပ်မီဒီဘဝဤခန္ဓာမချုပ်မီသစ္စာနိဗ္ဗာန်ကိုနိရောဓသစ္စာနိဗ္ဗာန်ကိုချောမိတ်စွာဖြင့်ဘယ်ကူချောမွေးစွာဖြင့်ပြုနိုင်ပါစေမှပြုနိုင်ပါအထူးအားဖြင့်ဝေလွန်သွားကြပြီဖြစ်သောဝေလွန်သွားကြပြီဖြစ်သောဘုရားမိဘဘုရားမိဘညီကိုမောင်နှမများအားလုံးတို့အားညီကိုမောင်နှမများအားလုံးတို့အားပေးဝေပါကုန်၏အမြပေးဝေပါကုန်၏အမြရကြ၍ကိုယ်စိတ်နှဖျားကျမ်းမာချမ်းသာကြသည်ကျမ်းမာချမ်းသာကြဖြစ်ကြပါစေကုန်သောဖြစ်ကြပါစေကုန်သောကုသိုလ်အမြယူတော်မူကြပါကုန်သောသာဓုကုသိုလ်အမြယူတော်မူကြပါကုန်သောသာဓုကုသိုလ်အမြယူတော်မူကြပါကုန်သောသာဓုနေကနာတာရှောကပါလေဆမိုင်းတို့လည်းအေးစိတ်သုံးဆောင်မှာဆမိုင်းတို့5ပါးဆိုတော့လေစိတ်လေးဦးစင်းဆက်နေခွင့်နဲ့တနိုင်ကြမှာပြန်ဆောင်မှာစိတ်လေးသုံးဆောင်မှာအားလုံးပြီးမှပဲစိတ်လေးစုံလောက်ဘူးပေါ့နော်ဆမိုင်းရပါလေဒါကမချစ်စုပြမချစ်စုရှင်လေးနဲ့အချိုဒါတပည့်တော့ခြံလေးရဒါရင်ခွဲရှင်လေးနဲ့အချိုခြံလေးရပြချင်းလေးပြဒီနဲ့မဲ့ကြမဲ့ဒါမန္တလေးမချစ်တော့မချစ်စုဟုတ်ပါနဲ့စိတ်တလားအားလုံးကတန်ဆုံးချပါလေပြတန်ဆုံးလောက်ခါတယ်ဒီပေါ်မှာဆရာမပြီးတော့ဒီမှာခါရကြတယ်အဲ့တော့ဒီမှာပဲစားပြီးလို့ရှိရင်